ဘယ်နေရာမှာကွာသွားလဲဆိုတော့ခုနကအခုတို့ပြောခဲ့တယ်လို့ device တွေပေါ်မှာအသုံးပြုလာပြီး mobile တွေပေါ်မှာအသုံးပြုလာပြီးဆိုလို့ရှိရင်တိတိတသာအခုတို့ WinFound စနစ်ကကိုယ်ပိုင်နဲ့ကိုယ့်ရဲ့ကိုယ်ပိုင်မဟုတ်ဘဲနဲ့အခြားကိုယ်ပိုင်တစ်ခုကိုအစားထိုးသုံးစွဲတာဖြစ်တဲ့အတွက်ကြောင့်စလုံးမှမပေါ်နိုင်တော့အဲ့ဒီပြဿနာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုတို့အဲ့လိုမဖြစ်ရအောင်တော့ဘာလို့လို့ဆိုတော့ SAN စနစ်ဆိုတာလို့အဲ့ SAN စနစ်ဆိုတာက Unicode SAN စနစ်ပေါ့နော် Unicode ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်နဲ့အလုပ်လုပ်တာဖြစ်တယ်ပေါ့နားလည်လွယ်အောင်ပြောရရင်အကိုတို့ကရှေ့မှာကာကြီးလို့ရေးလိုက်ပြီမယ်ကွန်ပျူတာစနစ်ကကာကြီးကိုမသိဘူးဘာကိုသိလဲဆိုတော့နောက်ကကိုယ်ပိုင်ကိုပဲသိတာပေါ့နော်အဲ့တော့ကာကြီးရေးချကာဆိုလို့ရှိရင်ကိုတို့ကစကလုံးတစ်လုံးဖြစ်ဖို့ရေးဆိုရင်100နဲ့ကိုတို့ရေးချဆိုလို့ရှိရင်အဓိကဒီမှာဆိုရင်ဒီတန်းလေးရဆိုရင်102C 100နဲ့ပေါ့နော်102C နှစ်ခုကိုပေါင်းလိုက်မှကိုတို့ကကာဆိုတဲ့စကားလုံးကို visual အမြင်မှာမြင်ရတာပေါ့နော်အဲ့ဒါကြောင့်အဲ့လိုစကားလုံးတွေကိုတို့က data ကွန်ပျူတာစနစ်ကသိသိတာမျိုးမဟုတ်ဘဲနဲ့ကိုတို့ကိုယ်ပိုင်တွေအဲ့လိုပေါင်းလိုက်လို့ရှိရင်ဘယ်စလုံးထွက်လာပါဆိုပြီးတော့ဘာသာစကားအကုန်လုံးအဲ့လိုသွားနေတာဖြစ်တဲ့အကြောင်းကိုတို့ကမဖြစ်မနေကိုယ်ပိုင်ဖြစ်ဖို့လိုလာတယ်ဒါက Unicode file လုံးမဲ့လူတွေအတွက်ပြောပြတာပေါ့နော်ဒီလောက်ထိတော့နည်းနည်းနားလည်ကြမလားတော့မသိဘူးဟုတ်ပြီအဲ့တော့ကိုယ်ပိုင်တွေကိုကိုတို့ကရခဲ့ပြီပဲထားလိုက်တော့ပေါ့နော်ကိုယ်ပိုင်တွေကိုကိုတို့ရခဲ့ပြီပဲထားအောင်ကိုယ်ပိုင်တွေတော့ရလာတယ်မှန်လာတယ်ဒါပေမဲ့ဒီမြန်မာစာတွေမှာဆိုလို့ရှိရင်မြန်မာစာလေးอ่ะပေါ့နော်ထပ်စစ်မပါတဲ့ပြဿနာတွေကိုပြီးမပါတဲ့ပြဿနာတွေဒါအများကြီးရှိသေးတယ်ပေါ့နော်ဆက်မရတဲ့ပြဿနာတွေအဲ့ပြဿနာတွေကတော့အများကြီးရှိတယ်ပထမဆုံးအဆင့်ကတော့တိုင်းသားဘာသာပဲဖြစ်ဘာဘာသာပဲဖြစ်ဖြစ်ကိုကကိုဘာသာလေးကမူတည်ပြီးတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်ငါတို့အတွက်ကိုယ်ပိုင်ရရှိလားဆိုတာကိုအရင်ဆုံးချက်လိုက်ရမယ်ပေါ့နော်ဒီချက်ကကင်ဆိုလဲကင်ဘာသာလားလုံလောက်တဲ့ကိုယ်ပိုင်ရှိလားဆိုကိုယ်ပိုင်ကြည့်တဲ့အခါမှာဒီနေရာမှာတစ်ချက်ရှိတယ် extended A မှာကိုတို့ extended A မှာလည်းကိုတို့ကိုယ်ပိုင်တက်တက်ရှိတယ်ပေါ့နော် condition အတွက်တက်တက်ရှိတယ်เนาะ extended B မှာလည်းကိုတို့ကိုယ်ပိုင်ရှိတယ်ပေါ့နော်အဲ့တော့အခုကို sharing လုပ်ပေးထားတဲ့ font တွေမှာဆိုလို့ရှိရင်အဲ့ဒီ Unicode point နောက်ဆုံးပေးခဲ့တဲ့ font ထိအကုန်လုံးစာတွေအကုန်လုံးရိုက်လို့ရမယ်တဘောပါနော်အဲ့ဒီဘာသာတချို့မေးတဲ့မေကွန်ကဒူဘာသာတို့ဘာလို့တခြားဘာသာတို့နာဂတို့ဘာလို့ဆိုတာကလုံးမပေးလို့မရတာမျိုးမဟုတ်ဘူးအခုတို့ပြောတာအဲ့ဘာသာစကားဒီကိုတို့ Unicode point မရသေးတဲ့အတွက်ကြောင့် font တစ်ခုအနေနဲ့ကတော့ကိုတို့WR font နေလိုမျိုးပဲကွန်ပျူတာတွေမှာအသုံးပြုလို့ရနိုင်တယ်ဒါပေမဲ့ဘယ်နေရာမှာအသုံးပြုလို့မရအောင်လဲဆိုလို့ရှိရင်ကိုတို့ mobile တွေပေါ်မှာခု Facebook တွေပေါ်မှာစလုံးမှန်ထွက်ဖို့မရနိုင်သေးဘူးเนาะတချို့ဘာသာစကားတွေအတွက်ပြောပြတာเนาะဘာကြောင့်လဲဆိုတော့ကုတ်ပိုက်မရှိသေးတဲ့အတွက်ကြောင့်ဒါပေမဲ့ तू ကဘာလို့ရလဲဆိုတော့ကိုတို့ win found လို့ပဲကွန်ပျူတာတွေမှာရိုက်ချင်တယ်စာရိုက်ချင်တယ်အဲ့လိုမျိုးဆိုရင်တော့ရလိမ့်မယ်ဒါပေမဲ့တယောက်နဲ့တယောက်ခုနလိုမျိုး Messenger အဲ့လိုမျိုးစာပို့ချင်တယ်နာဂဘာသာစကားနဲ့ပို့ချင်တယ်ဘာသာစကားနဲ့ပို့ချင်တယ်ဆိုရင်တော့ပို့လို့မရနိုင်သေးဘူးတဘောကဘာကြောင့်လဲဆိုတော့သူတို့မှာကိုယ်ပိုင်ကုတ်ပိုက်မရှိသေးလို့တဘောကနော်ဘာသာစကားတိုင်းမှာကိုယ်ပိုင်ကုတ်ပိုက်ရှိတဲ့တဘောကပေါ့တဘောကဒါပေမဲ့အခုကအကိုတို့ကမြန်မာဆိုတဲ့ script တစ်ခုအနေနဲ့ပြောရရင်ကွာဘာသာစကားတစ်ခုအနေနဲ့ပြောငါတို့ကမြန်မာရဲ့အောက်မှာအကုန်လုံးကပေါင်းသွားတာသိလားမြန်မာရဲ့အောက်မှာအကုန်လုံးပေါင်းသွားတာယူတထောင်ဆိုတဲ့ကာယူတထောင်ဆိုတာခုနပြောတယ်ကိုတို့ကာကြီးတော့မှန်တယ်ဒါကင်ရဲ့ကာကြီးလည်းဟုတ်တယ်မွန်ရဲ့ကာကြီးလည်းဟုတ်တယ်ဟိုဘာသာစကားရှိတဲ့အကုန်လုံးရဲ့ကာကြီးကွာအကိုတို့ကဘာကြောင့်လဲဆို script တစ်ခုရဲ့အောက်မှာဆိုရင်မြန်မာဆိုတဲ့ language တစ်ခုရဲ့အောက်မှာပဲစကားလုံးအကုန်လုံးကရှိတာကွာအဲ့တော့အဲ့လိုပဲเนาะဒီကာကြီးတစ်ခုကလားမွန်ကာကြီးကဘလောက်ဟိုကရင်ကာကြီးကဘလောက်အဲ့လိုမျိုးမဟုတ်ဒီကာကြီးကမွန်ကလည်းသုံးတယ်မွန်မှာလည်းကာကြီးရှိရင်မွန်ကာကြီးကလည်းယူတထောင်ပဲအဲ့လိုပေါ့နော်အဓိကတော့မြန်မာဘာသာကိုအဓိကဦးစားပေးထားတဲ့အတွက်ကြောင့်အဲ့မှာလိုအပ်တဲ့စလုံးတွေကတော့ရှိတယ်အဲ့တော့ဒီဘာသာစကားဒီကုတ်ပွိုင်းအနေထားနဲ့ရှိနေတဲ့ဘာသာစကားအကုန်လုံးကတော့ခုန Facebook ပေါ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် Facebook လို့ဆိုခု Unicode ကို supporting ပေးတာဖြစ်တဲ့အတွက်ကြောင့်ကြိုက်တယ်လို့ရေးလို့ရတယ်ကြိုက်တယ်လို့ခုန information ကို data သိမ်းဆည်းလို့ရတယ်တော့မဟုတ်တဲ့ဘာသာစကားတွေဆိုရင်တော့ဘာလုပ်ရမလဲဆိုလို့ရှိရင် Unicode ဖွဲ့စည်းစီတောင်းရမယ်နော်ဖွဲ့စည်းစီမှာပေါ့နော်ခုနသက်ဆိုင်ရာမှာဖွဲ့စည်းစီတောင်းပြီးတော့ကျွန်တော်တို့ဘာသာစကားရှိတယ် Wikipedia မှာအကုန်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီကုတ်ပိုင်တွေချပေးပါဆိုတောင်းဆိုရင်တော့ကုတ်ပိုင်ရလာပြီဆိုလို့ရှိရင်တော့ဟိုစံတစ်ခုဖြစ်သွားပြီပေါ့နော်စံတစ်ခုဖြစ်သွားပြီပေါ့ဟိုလုံးဝကြီးခြားနာတယ်ဆိုရင်ကဒူးဘာသာတို့ဘာလို့ဆိုလို့ရှိရင်အရန်ခြားနာတယ်ဆိုတာသူတို့ကကြီးကကိုတို့မြန်မာဘာသာမြန်မာဘာသာမဟုတ်လို့ရှိရင်ကွာ sharing ကိုပေးလိုက်မယ်နော်မြန်မာဘာသာမဟုတ်လို့ရှိရင်ကိုကဘာလုပ်ရလဲဆိုတော့မြန်မာဘာသာနဲ့လုံးဝကာကြီးချင်းမတူတော့ဘူးဆိုတဲ့အနေအထားမျိုးဆိုရင်တော့တောင်းရလိမ့်မယ်သိရမလားဟိုအဓိကတချို့ဘာသာစကားတွေမှာကိုတို့မြန်မာစကားလိုပဲကာကြီးတွေတူတာတွေရှိတယ်ကွာတချို့စကားလုံးတွေပဲမတူတာအဲ့လိုမတူတဲ့စကားလုံးတွေကိုပွိုင်းနေရတော့တောင်းပေးရမှာကွာတဘောကပေါ့နော်ဒါတချို့ဘာသာစကားတွေကိုပြောပြတာပေါ့နော်ချို့ကနာဂတို့ကကွာနာဂကာကြီးဒီမြန်မာကာကြီးနဲ့မတူဘူးဆိုလို့ရှိရင်တော့ကုတ်ပိုင်တီးတန်ပြန်တောင်းပေးရလိမ့်မယ်ဟိုကရင်ကာကြီးမှာမြန်မာကာကြီးနဲ့အတုံးဆွဲပုံချင်းတူတယ်ဆိုရင်တော့ကုတ်ပိုင်တောင်းစရာမလိုအဲ့တော့ကုတ်ပိုင်တာစကားကိုကုတ်ပိုင်တောင်းအောင်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုဟို
ကိုယ့်ရဲ့အခြေခံကြီးတွေကမြန်မာစာနဲ့တွဲတုံလို့ရတယ်ဆိုရင်တော့သူတို့ကလည်းအသီးသန့်ချပေးမှာတော့မဟုတ်တော့ဘူးလေအဲ့မှာမင်းတို့မြန်မာအောက်မှာပဲသွားနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာလည်းအကုန်ရှိနေပြီးသားပဲဆိုပြီးသူတို့ကပြောလိမ့်မယ်အဲ့ဒီတော့ကြောင့်ကိုယ့်အတွက်လိုအပ်တဲ့ကုတ်ပိုင်ကိုတောင်းအောင်ပါပေါ့နော်